တောက်ကြသားဆိုတော့တောက်ကြဂျိုတိုင်းကဘယ်မှာလဲဟိုဘက်နားလေးမှာလေကိုလာလာကျွန်တော်လိုက်ဖို့ပြင်မယ်နန္ဒာရေဖြင့်ရေတက်ပယ်ခြင်းအကျိုးကျေးဇူးကြောင့်မိကျွန်တော်ပေါ်မှာအထင်လုံးမှုများပြေပြောက်ပါစေရှင်ဗျာရှင်ဖျောင်းမလေးပို့ပြုံးရေးကြည့်လိုက်မယ်နော်မလိန်ပါဘူးမေယာအေပြောတာပါသွားပါမြို့ကရှင်းညမအောင်တက်ပြောချီတော့မေမျိုးရင်ကိုဖျားမှာတိုက်တယ်ပြမယ်ဟုတ်ပြီလားရှင်ဖျားတပည့်တော်စီသူဒီမိကိုလုံးဝတက်စာမဖောက်ခဲ့ပါပြီးတော့မိမတိအောင်လဲနောက်ဘာမှမလုပ်တော့ပါရှင်ဗျာမိခဏနေအောင်လေအတူသွားမယ်ကိုရရလားကိုကြည့်ရတာမနိုင်မနှင်းနဲ့အလေးမားလည်းမရှိဘူးထင်နဲ့ရပါရဲ့400တော့တော်လေး400နော်အဲ့ကြောင့်ကိုရင်ဝမ်းမဲ့နေကိုပြောရလေဖះပေါ်မှာရေတက်ပဲကုန်နေတာနဲ့ကျွန်တော်ပဲတည်လိုက်ပါမယ်ဆိုတော့အကောလိုက်လာတာကိုကိုလည်းကုသိုလ်ရအောင်လို့ပါခြေသက်ပဲနေရနဲ့အဲ့လောက်ဝင်မှတိမှမသိတာကဲပဲကျွန်တော်ပဲတည်လိုက်ပါရပါမလား400နော်ရပါတယ်ဘလာတော့စာမဖွဲ့ပါဘူးညာသားပါရော့မကြည့်တို့ရရဲ့တရေထုံးစံအရမိန်းကလေးနဲ့ယောက်ျားလေးနဲ့တစ်ဖက်နဲ့တစ်ဖက်ကျန်လာရေပတ်ကြမယ်။တော့ပြပြလက်သက်ကြရေလဲဟိုတေးလည်းမမောက်စင်တော့ဟဲ့။အခုစပြီးထွက်လို့ရပြီ။